အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီ comment လေးကိုကျွန်တော်ဖြည့်ပေးခြင်းပါတယ်သူကဗာမိတ်ထားရလဲဆိုတော့ကလစ်2012ဘိန်းလေးတဲ့ကလစ်125 2012လေးပေါ့နော်နိုင်ဝက်လောက်မောင်းလိုက်ရင်သူကဒိုင်ကွက်ထဲမှာရှိတဲ့အင်ဂျင်ပုံစံချက်မီးအဝါလေးကလင်းလာတယ်ပေါ့နော်အဲ့ဒါဘာဖြစ်တာလဲတဲ့သူအဲ့လိုလေးမေးထားတာအဲ့တော့ကျွန်တော်ကဒီကလစ်2012ဘိန်းမှာဆိုလို့ရှိရင်ဒိုင်ကွက်ထဲမှာဒီအေရာမီလင်းပေးနိုင်တဲ့အချက်6ချက်ရှိတယ်စံသာရင်နဲ့စံသာတွေအနေနဲ့ဆိုရင်5မျိုးရှိတယ်အဲ့ထဲမှာအင်ဂျင်တာကိုပေါင်းလိုက်မယ်ဆိုရင်တော့6မျိုးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမေးခွန်းလေးကိုကျွန်တော်တို့ကတိကျမှန်ကန်တဲ့အဖြေတစ်ခုကိုဖြေပေးနိုင်ဖို့ဆိုရင်ဒိုင်ဝက်ထဲမှာအခုမေးထားတဲ့လူကနော်မိန်းကလေးလိုက်ကြားရတာမသိဘူးအဲ့ဒီဒိုင်ဝက်ထဲမှာချက်ပြီးဘယ်နှချက်ခုံနေလဲဆိုတာလေးကိုကျွန်တော်အတိအကျပြောမယ်ဆိုရင်တော့ကျွန်တော်ကတိတိကျကျပြောလို့ရပါတယ်ဗျအဲ့ဒါဆိုရင်တော့ဘယ်စံသာအေရာတက်တယ်ဘယ်ဘိုင်းဖြစ်တယ်ဆိုတော့ကျွန်တော်ကတိတိကျကျပြောပြီးလို့ရပါတော့နော်အဲ့မဲ့တော့အဲ့လိုမျိုးတိတိကျကျမသိရတော့ကျွန်တော်လည်းဖြစ်နိုင်တဲ့ဟာလေးတွေကိုကျွန်တော်ရှင်းပြပေးမယ်ဟုတ်ပြီနော်အဲ့တော့ဒီထဲမှာသူကချက်မီးပြနိုင်တာကဒီကလစ်2012ဘိန်းနေမှာကစံသာတွေအနေနဲ့ဆိုရင်ဒီလီဗာစံသာရှိမယ်ပြီးရင်အိတ်ဇောမှာအောက်ဆီဂျင်စံသာရှိမယ်ပြီးရင်ကျွန်တော်တို့က CKB စံသာရှိမယ်ကျွန်တော်တို့ crash ရက်ပိုစင်စံသာပေါ့နော် CKB စံသာရှိမယ်ပြီးရင်ကျွန်တော်တို့က ECD စံသာရှိမယ်ဟုတ်ရဲ့နော်ပြီးရင် mindless စံသာရှိမယ်ပြီးရင် injector ရှိမယ်အဲ့ဒီ6မျိုးရှိတယ်အဲ့ဒါအဲ့6မျိုးကသူကအဲ့6မျိုးမှာသူကဘယ်အကောင်ပြတ်တယ်ဆိုရင်သူ့ရဲ့ကုန်းနံပါတ်တွေရှိတယ်ဥပမာသူကျွန်တော်တို့ကလီဗာစံသာပြတ်တယ်ဆိုလို့ရှိရင်ဒိုင်ဝက်ထဲမှာချက်ပြီး8ချက်လာလဲမှာဖြစ်တယ်အဲ့တော့ဒိုင်ဝက်ထဲမှာချက်ပြီး8ချက်လင်းနေဆိုရင်တော့ကျွန်တော်တို့ကလီဗာစံသာအေရာတက်တာဖြစ်တယ်လီဗာစံသာလိုင်းကိုကျွန်တော်စစ်ဆေးပေးရမှာပဲဖြစ်တယ်ဝါရင်းပိုင်းဖြစ်တာလားစံသာပြတ်တာလားဆိုစစ်ဆေးပေးရမယ်ဟုတ်တယ်နော်ပြီးရင်ကျွန်တော်တို့က ECD စံသာပြတ်တာလားပေါ့နော် ECD စံသာဆိုတာကကျွန်တော်တို့အင်ဂျင်ကူးလန့် temperature စံသာအင်ဂျင်ထဲမှာရှိတဲ့ကူးလန့်ရဲ့အပူချိန်ကိုအာရုံခံပေးတာအင်ဂျင်ပူချိန်ကိုအာရုံခံပေးတဲ့စံသာလို့ပြောလို့ရတယ်အဲ့တော့အဲ့ဒီအင်ဂျင်ပူချိန်စံသာပြတ်မယ်ဆိုရင်ဒိုင်ဝက်ထဲမှာချက်ပြီး9ချက်လာလဲမှာပဲဖြစ်တယ်ပြီးရင်နောက်တစ်ခုကကျွန်တော်တို့ O2 စံသာအောက်ဆီဂျင်စံသာအဲ့ဒီအောက်ဆီဂျင်စံသာကြောင့်ဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့ကချက်ပြီး20ချက်လာပြီးတော့လင်းပေးမှာပဲဖြစ်တယ်ဟုတ်ပြီနော်ပြီးရင်ကျွန်တော်တို့က CKB စံသာလား CKB စံသာ error တက်တယ်ဆိုရင်တော့ကျွန်တော်တို့ကဒိုင်ဝက်ထဲမှာချက်ပြီး52ချက်လာလဲမှာပဲဖြစ်တယ်ပြီးရင်ကျွန်တော်တို့က mindless စံသာပြတ်တာလားနော် mindless စံသာပြတ်တယ်ဆိုရင်တော့ဒိုင်ဝက်ထဲမှာချက်ပြီး17ချက်လာလဲမှာပဲဖြစ်တယ်အဲ့တော့အခုဒီ comment ပိုင်ရှင်မေးထားတဲ့ပုံစံရဆိုရင်တော့သူကနိုင်ဝက်လောက်မောင်းလိုက်မှာဒိုင်ဝက်ထဲမှာဒီမီးဝါအင်ဂျင်ချက်မီးလေးကလင်းလာတာဆိုရင်တော့ကျွန်တော်တို့ခံမှန်းရလောက်ဆိုရသလောက်ဆိုရင်တော့ကျွန်တော်တို့ကအောက်ဆီဂျင်စံသာနဲ့ mindless စံသာတစ်ခုခုဖြစ်မယ်လို့ကျွန်တော်တို့ယူဆရတယ်ဗျ။အားလို့လဲဆိုတော့ကျွန်တော်တို့ကဒီလီဗာစံသာဒီ throttle position စံသာတွေကဖြစ်တယ်ဆိုလို့ရင်ကျွန်တော်တို့ကတော့ဖွင့်လိုက်ပြီးဆိုတာနဲ့သူကဒီ error မီးကလင်းလာမှာပြီးရင်ကျွန်တော်တို့က CKB စံသာဆိုလို့ရင်လည်းသူကမောင်းနေနဲ့ချက်မီးလင်းလာရင်ထိုးရတာမျိုးတွေဖြစ်သွားဟုတ်နော်အခုဒါမောင်းနေနဲ့သူကနိုင်ဝက်လောက်မောင်းလိုက်တဲ့အချိန်မှာချက်မီးလင်းလာတာဆိုတော့ကျွန်တော်တို့က mindless စံသာလည်းဖြစ်နိုင်တယ်လို့အောက်ဆီဂျင်စံသာလည်းဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့အောက်ဆီဂျင်စံသာပြတ်ခဲ့လို့ရင်လည်းကျွန်တော်တို့ကအဲ့အောက်ဆီဂျင်စံသာဟာပူလာမှသူကအလုံးလုံးပေးတာဖြစ်တဲ့အတွက်ပူလာပြီဆိုမှဒီ ECU ကအလုံးမလုံးလုပ်တယ်ဆိုတော့သိပြီးတော့သူကအလုံးမလုံးဘူးဆိုရင်ဒိုင်ဝက်ထဲမှာချက်ပြီး20ချက်လာလင်းပေးမှာပဲဖြစ်ပါတယ်အဲ့တော့ဒီ mindless စံသာဆိုလို့ရင်လည်းသူကမောင်းလိုက်ပြီးဆိုမှသူကဒီ ECU ကစံသာကနေပြီးတော့ဝင်လာတဲ့ data က ECU ထဲရောက်မလာဘူးဆိုမှသူက ECU ကဒိုင်ဝက်ထဲမှာချက်ပြီး17ချက်လာလင်းပေးမှာပဲဖြစ်တယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ကခံမှန်းအနေနဲ့ပြောတာပေါ့နော်ကျွန်တော်တို့ပြစ်ချက်ကုတ်ကိုအတိအကျဒီဒိုင်ဝက်ထဲမှာခုံတဲ့မီးရဲ့အချက်ရည်ကိုအတိအကျပြောနိုင်တယ်ဆိုရင်တော့ကျွန်တော်တို့ဘာစံသာဆိုပြီးတော့အတိအကျပြောလို့ရပါတယ်ဗျအဲ့တော့ချက်မီးလေးကဥပမာသူဒီ mindless စံသာဆိုလို့ရင်ကျွန်တော်တို့ကချက်မီးလေးက17ချက်လာခုံမှာ17ချက်ကဘယ်လိုပုံစံမျိုးခုံမှာလဲဆိုလို့ရင်ဒိုင်ဝက်ထဲမှာသူကမီးလေးကဒီ3စက္ကန့်လောက်ပေါ့နော်3စက္ကန့်လောက်တစ်ချိန်လင်းမယ်ပြီးရင်1စက္ကန့်လောက်ဖြတ်ဆိုပြီးတစ်ချိန်လင်းမယ်အဲ့ဒါဆိုရင်တော့သူက17ချက် mindless စံသာ error တက်တာပဲဖြစ်တယ်တကယ်လို့ O2 စံသာ error တက်တယ်ဆိုရင်တော့21ချက်ခုံမှာပဲဖြစ်တယ်အဲ့တော့21ချက်ကကြောင့်ဘယ်လိုမျိုးလဲဆိုရင်3စက္ကန့်လောက်2ချိန်လင်းမယ်အဲ့2ချိန်ကိုကျွန်တော်တို့က20လို့ခေါ်မယ်ပြီးရင်
21ချက်ဖြစ်တဲ့အတွက်တစ်စက္ကန့်လောက်လေးဖတ်ဆိုပြီးတစ်ချိန်လာလဲနာပဲဖြစ်မယ်အဲ့ဆိုရင်တော့ဒါ21ချက်လို့ကျွန်တော်တို့ကမှတ်ယူအောင်ပါအဲ့ဒီကုတ်ကိုအဲ့ဒါဆိုလို့ကျွန်တော်တို့ကဒါ21ချက်ဆိုရင် O2 ဆန္ဒအောက်ဆီဂျင်ဆန္ဒပြတ်တာလို့ကျွန်တော်တို့ကအောက်ဆီဂျင်ဆန္ဒပြတ်တာပဲဖြစ်မယ်ပြီးရင်ကျိုးပြတ်တာလည်းဖြစ်နေပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကအောက်ဆီဂျင်ဆန္ဒလိုင်းကိုစစ်ဆေးပေးမှာဖြစ်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကအင်ဂျင်ပူခြင်းဆန္ဒ ECD ဆန္ဒပြတ်တယ်ဆိုရင်တော့သူကချက်မီ9ချက်လာခုံမှာဖြစ်တယ်အဲ့ဒါ9ချက်ကျတော့သူကအခုနဲ့လိုမျိုး3စက္ကန့်ပဲလင်းတော့ဘူး1စက္ကန့်လောက်ပဲ9ခါလင်းမှာဖြစ်တယ်အဲ့လို1စက္ကန့်လောက်9ခါလင်းတယ်ဆိုရင်တော့ဒါ ECD ဆန္ဒပြတ်တာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ ECD ဆန္ဒကိုယ်တိုင်ပြတ်တာလားဝါရင်းတိုင်းပြတ်တာလားပေါ့နော်ဒါတွေကိုကျွန်တော်တို့က ECD ဆန္ဒလိုင်းကိုစစ်ဆေးပေးရမှာပဲဖြစ်တယ် CKB ဆန္ဒဆိုရင်တော့ကျွန်တော်တို့က52ချက်လာခုံမှာပဲဖြစ်တယ်အဲ့ဒါဆိုရင်တော့သူကတိုင်ဝမ်ထဲမှာ3စက္ကန့်လောက်5ချိန်လင်းမယ်ပြီးရင်1စက္ကန့်2ချိန်လင်းမယ်အဲ့ဒါကိုကျွန်တော်တို့က52ချက်လို့မှတ်ရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီမှာချက်မီးခုံပုံလေးကိုကျွန်တော်တို့တစ်ချက်ပြပေးမယ်အခုတကယ်လို့ချက်မီးကသူကတောစဖွင့်လိုက်တယ်ဘယ်မှာဆုံးတော်လေးကိုစဖွင့်လိုက်ပဲဒီလိုမျိုးတောစဖွင့်တဲ့အချိန်မှာလင်းတဲ့ဟာကဒါကအဲဒါပြီးမဟုတ်ပါဘူးသူ့ရဲ့ normal လင်းရမယ့်မီးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာ injector socket ကိုကျွန်တော်ဖြုတ်လိုက်မယ်ဒါဆိုရင် injector socket ကိုဖြုတ်လိုက်ပြီအခုဒီမှာချက်မီးလေးကိုကျွန်တော်ပြန်ရိုက်ပြမယ်နော်ပြန်ရိုက်ပြမယ်အခုတောင်းဝင်လိုက်တယ်ဒီမှာ3စက္ကန့်လောက်ချက်မီးလေးလင်းတယ်ပြီးရင်အဲဒါပြမှာဒါဆိုရင်3စက္ကန့်လောက်တစ်ချိန်နဲ့10စက္ကန့်လောက်2ချိန်လင်းတယ်12ချက်ဒါဆိုရင်ကျွန်တော်တို့က injector error တက်တာပဲဖြစ်တယ်ဟုတ်တယ်နော်ဒါမှပြန်ပြီးပြမယ်10 1 2ဒါဆိုရင်ချက်မီး12ချက်လင်းတယ်လို့ခေါ်ပါတယ်ဒါဆိုလို့ကျွန်တော်တို့က injector ရဲ့တစ်ချက်ကုတ်ဖြစ်တယ် injector line ကိုကျွန်တော်တို့ဆက်ရမှာပဲဖြစ်တယ်โอเคဒါဆိုရင်ကျွန်တော်တို့ injector socket ကိုကျွန်တော်ပြန်တက်လိုက်မယ် injector socket ကိုကျွန်တော်ပြန်တက်လိုက်ပြီပြန်တက်ပြီကျွန်တော်အောက်က lever ဆန်တာကိုကျွန်တော်ဖြုတ်လိုက်မယ် lever ဆန်တာကိုကျွန်တော်ဖြုတ်လိုက်မယ်ဒီချိန်မှာဆိုရင်တော့ကျွန်တော်တို့ကချက်မီး8ချက်ခုံမှာပဲဖြစ်တယ်ပထမဆုံး3စက္ကန့်လင်းတာဟာ normal မီးပါ8ချက်ခုံတာအဲ့ဒါမီးပါနောက်ထပ်သူ lever ဆန်တာခုံလာလိုက်မယ် sorry lever ဆန်တာ socket ကမဖြုတ်ပါသေးဘူးဟုတ်ပြီကျွန်တော်တို့ lever ဆန်တာ socket ကိုဖြုတ်လိုက်ပြီနော်ဖြုတ်လိုက်ပြီဆိုရင်တိုင်ဝမ်ထဲမှာ1 2 3 4 5 6 8အဲ့လိုမျိုးခုံမှာပဲဖြစ်တယ်10ခန်းရောက်သွားပြီဆိုရင်တော့သူက3စက္ကန့်လင်းတာနဲ့ပြမှာပဲဖြစ်တယ်အခုဒီကောင်စလုံးရင်8ချက်ဖြစ်တဲ့အတွက်1စက္ကန့်အောင်လေး8ခါလင်းနေမှာကိုတွေ့ရမှာပဲဖြစ်တယ်ဒါဆိုလို့ရင်ကျွန်တော်တို့က throttle position sensor lever sensor အဲ့ဒါတက်နေရပဲဖြစ်ပါတယ်အဲ့တော့အခုမေးထားတဲ့မတ်မိုင်ရှင်လေးရဲ့ဆိုင်ကယ်ဟာချက်မီးဘယ်နှချက်ခုံလာလဲဆိုတာလေးကိုတစ်ချက်ကြည့်လိုက်ပါအဲ့မှာချက်မီးက17ချက်ခုံတယ်ဆိုလို့ရှိရင် mindless sensor error တက်တာပဲဖြစ်တယ်52ချက်ဆိုရင်CKB ဆန်တာ error တက်တာပဲဖြစ်တယ်9ချက်ဆိုရင် ECD ဆန်တာ error တက်တာပဲဖြစ်တယ်10ချက်ဆိုရင် throttle position ဆန်တာ error တက်တာပဲဖြစ်တယ်21ချက်ဆိုရင် oxygen ဆန်တာ error တက်တာပဲဖြစ်တယ်12ချက်ခုံလဲဆိုရင်တော့ injector error တက်တာပဲဖြစ်ပါတယ်ဗျအဲ့တော့ဘယ်နှချက်ခုံလဲဆိုတာလေးကိုဆိုင်နယ်မှာလက်တွေကြည့်ကြည့်လိုက်ပါကြည့်ကြည့်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့ကအဲ့ဒီတစ်ချက်ကုတ်ကိုကျွန်တော်ပြန်ပြောရင်တော့ကျွန်တော်ဘာ error တက်တယ်ဆိုတာအတိအကျလေးပြန်ပြောပေးမယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကကျွမ်းကျင်တဲ့ workshop တစ်ခုခုမှာသွားပြီးတော့စစ်ဆေးလို့ရပါတယ်ဗျဟုတ်ကဲ့ပါအခုလိုကလေးမေးမြန်းပေးတာလဲကျေးဇူးအများကြီးတင်ပါတယ်ဗျချက်ဆိုင်ဖို့ပေါ့